နာမှုကတော့တကယ်ပါခဲရင်းပါလေအစိုးရမရှိတဲ့ညာရေးမြန်မာနိုင်ငံအစိုးရပဲပြောပြောထိုင်းအစိုးရကပဲပြောပြောတခြားနိုင်ငံရဲ့အစိုးရရဲ့ထောက်ခံမှုမရတဲ့ရွှေ့ပြောင်းညာရေးအဲ့ဒါကိုကျမတို့အနေနဲ့တို့ယူမမြောက်တယ်ဒီအစိုးရထောက်ပံ့မှုမရတဲ့ရွှေ့ပြောင်းပညာရေးကိုနိုင်ငံသားကောင်းသူပြီးလူသားအထူးပြုဒီလုံဆောင်ခွင့်ပါဝင်ခွင့်ရတာကျမတို့ပြန်စီစဉ်နေရတော့အတိုင်းစားမသိပျော်ရွှင်မိတယ်ပြီးရင်လည်းဆက်လက်ပြီးတော့ဘယ်လိုပဲအခက်အခဲဖြစ်စေပညာရေးအရေးကြီးတယ်ပညာရေးကတစ်ပင်တစ်ပင်ကိုစိုက်တယ်လို့ပဲလေဒီမတော့ရတော့ဘူးဆိုရင်၆ပြီးသွားတယ်အဲ့ဒီတွေ့ကြအောင်အနာကကျမတို့ရဲ့ကလေးလူငယ်တွေရဲ့ရှိရေးအနာကဖြောက်ပြဖို့ဥတော်လူကောင်းဖြစ်ဖို့ကျမတို့ဒီပညာရေးကိုတော့ဆက်ပြီးတော့လုပ်ဆောင်ပါမယ်ရေးရပညာမရှိဖြစ်တယ်ပညာရေးကဘုရားကျွန်တော်အာမီအမွေနဲ့ဘုရားတနာငွေကြေးပေးနိုင်ကြအောင်လို့မှာပညာရေးတို့အတွက်တိကျသွားတယ်ကျွန်တော်တို့လုပ်ရပါတယ်